ဒေါက်တာရဲ့ personal favorite aesthetic treatment တွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ဒေါက်တာကတော့ aesthetic and nutrition ဒေါက်တာသွေးပါ။ဒေါက်တာရဲ့ personal favorite number 1 treatment ကတော့ art therapy HIFU treatment ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီ art therapy HIFU treatment ကအရေပြားရဲ့အတွင်းလွှာအထိကို smart layer အထိကိုတွားပြီးတော့ဒီ ultrasound wave နဲ့ဒီအရေပြားကို lifting ပြန်လုပ်ပေးရပေါ့နော်။ဘာဖြစ်လို့ဒီ smart layer ကို mention လုပ်လဲဆိုလို့ရှင်ဒေါက်တာတို့ဒီ surgical treatment surgical facelift လုပ်တဲ့အခါမှာဒီ plastic surgeon တွေကဒီ smart layer ကိုပဲတွားပြီးတော့အရေပြားကိုပင့်တင်ပေးရတာမျိုးဖြစ်တယ်။အဲ့ခါကျတော့ဒီဆက်လေးနဲ့ပဲလုပ်ရုံပဲdown time ကလည်းမရှိဘူးအပ်တွေလည်းမပါဘူး surgery လည်းလုပ်စရာမလိုဘူးပေါ့နော်ဒီ over the time မှာဒေါက်တာ HIFU treatment လုပ်ပြီးသွားလို့ရှင်ဒီတစ်လလောက်နေလို့ရှင်ဒီ collagen ထွက်နှုန်းတွေများလာပြီးတော့ဒီ tray ပေါက်တွေလည်းကျဉ်လာတယ်ဒီ jaw line တွေကလည်းပို့ပြီးတော့ sharp ဖြစ်လာပြီးတော့ဒီမျက်နှာလေးက tightening ပို့ဖြစ်လာတဲ့ effect လေးကိုကြိုက်တဲ့အတွက်ဒေါက်တာအမြဲလုပ်ဖြစ်တဲ့ဒါ number 1 treatment ဖြစ်ပါတယ်နောက်ထပ် second treatment လေးကတော့ဒေါက်တာကဒီ skin health အတွက်ကိုပို့ပြီးတော့ကြိုက်တဲ့အတွက်ကြောင့်မလို့ skin rejuvenation မှာ skin booster treatment လေးပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီ rejuven treatment နဲ့ exosome treatment ကဒေါက်တာရဲ့ favorite treatment ဖြစ်ပါတယ်ဒီ rejuven treatment ကဆိုလို့ရှိရင်ဒေါက်တာတို့ဒီအသက်အရွယ်ရလာတဲ့အခါမှာဒီ fine lines လေးတွေဖြစ်ပေါ်လာတယ်နောက်ပြီးတော့ဒေါက်တာကဒီ pore tightening ကိုကြိုက်တယ်ပေါ့နော်ဒေါက်တာက oily skin အမျိုးအစားထဲမှာလည်းပါတယ် acne prone ကလည်းဖြစ်တယ်ခရီးတွေလည်းသွားတာများတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီ rejuven treatment လေးကိုလုပ်လိုက်ခြင်းအပြင်ဒေါက်တာ pore လေးတွေကလည်းပြန်ပြီးတော့ tighten ဖြစ်သွားတယ်ပြီးသွားလို့ရှိရင်ဒီညစ်နေတဲ့ skin တွေကလည်းပြန်ပြီး glow ဖြစ်လာတယ်ဒီ over 30မှာဆိုလို့ရှိရင် anti aging အတွက်ကလည်းဒီ treatment လေးကဒီ fine lines တွေတက်တာပြီးတော့ skin barrier ပြန်ကောင်းလာစေတယ်ပေါ့နော်နောက်ထပ် exosome injection လေးကလည်းလုပ်ဖြစ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုရင်ဒေါက်တာ acne prone skin ဖြစ်တဲ့အတွက်တစ်ခါလေးမှာဒီလိုခရီးတွေသွားလိုက်တယ် pollution တွေဖြစ်လာတယ်တစ်ခါလေးအစားအသောက်တွေရှောက်စားလိုက်တယ်ဆိုလို့ရှိရင်တော့ဒေါက်တာ acne တွေထွက်လာတဲ့အခါမှာဒီ inflammation တွေကိုလျော့စေခြင်းနဲ့ပြီးတော့ဒီ scars တွေကိုလျော့စေခြင်းတဲ့အခါမှာဒေါက်တာ exosome treatment လေးလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုကိုတော့ဒေါက်တာကလှည့်ပြီးတော့ဒီ skin booster အနေနဲ့သုံးဖြစ်တာဖြစ်ပါတယ်နောက်ထပ်number 3 treatment ကတော့ဒေါက်တာဒီ premium whitening injection လေးဖြစ်ပါတယ်ဒေါက်တာအခုနောက်ပိုင်းခရီးတအားသွားပြတယ်ပေါ့နော်ဆိုတဲ့အခါမှာဒီ aging အရာကလည်းအရင်လိုဒီလိုခရီးသွားပြီးပြန်လာလို့ရှင်နည်းနည်း tan ဖြစ်သွားလို့ရှင်အရေပြားပြန်ပြီးတော့ skin ကိုပြန်ရဖို့အတွက်နည်းနည်းနှေးလာတယ်ပေါ့နော်နောက်ပြီးတော့တစ်ခါလေးထိခိုက်သွားရဲဆိုလို့ရှိရင်တော့မှအညိုမဲဆွဲလို့လွယ်တယ်အညိုမဲကလည်းတော်တော်နဲ့ပြန်ပြီးတော့မပြောက်ဘူးပေါ့အဲ့လိုအချိန်မျိုးမှာတော့ဒေါက်တာကဒီ premium whitening drip လေးကိုသွင်းလိုက်လို့ရှိရင်ဒီတစ်လတစ်ခါလောက်ပေါ့နော် maintain အနေနဲ့ပြန်သွင်းလိုက်လို့ရှိရင်ဒီtan ဖြစ်လာလို့ရှိရင်လည်းတိုင်း skin လေးကိုပြန်ပြီးတော့ color ကိုပြန်ရရလဲမြန်တယ်ပြီးသွားလို့ရှိရင် skin ကလည်းပြန်ပြီး glow ဖြစ်လာရပေါ့နော်ဆိုတဲ့အတွက်ဒေါက်တာဒီ premium whitening drip လေးကလည်းသူများလို့ဖြူအောင်လို့တစ်ပတ်တစ်ခါသွင်းတာမျိုးမဟုတ်ဘဲနဲ့ maintenance အနေနဲ့တစ်လတစ်ခါလောက်သွင်းပြတယ်ပေါ့နော်ဆိုတော့ဒီ treatment 3မျိုးကတော့ဒေါက်တာရဲ့ personal favorite treatment တွေဖြစ်ပါတယ်အားကြောင့်မို့လို့ဒေါက်တာရဲ့ personal favorite treatment 3ခုဖြစ်တဲ့ဒီ art therapy treatment skin booster treatment နဲ့ premium whitening drip တွေကိုဒေါက်တာကတော့ဒီလိုခရီးသွားပြီးပြန်လာရင်ပဲဖြစ်ဖြစ်ပုံမှန်တစ်လတစ်ခါဒေါက်တာရဲ့ Dr. Rejubi ဆေးခန်းမှာပဲပုံမှန်လေးလုပ်ဖြစ်တယ်ပေါ့နော်